မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့မြန်မာ National League Committee အစည်းအဝေးကိုဧပြီ9 ရက်ကကျင်းပပြုလုပ်ခဲ့ရမှာဦးကိုကိုသိန်းကို CEO အဖြစ်ပြောင်းလဲခန့်အပ်ခဲ့ပြီးဦးစိုးမိုးကျော်ကဒုတိယဥက္ကဋ္ဌ2အဖြစ်ပြောင်းလဲတာဝန်ယူဖို့အတည်ပြုခဲ့တယ်လို့သိရပါတယ်။မြန်မာ National League ပုံမိုတိုးတက်ကောင်းမွန်ရေးအခုလိုပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပြီးဖွဲ့စည်းပုံအသစ်အရဦးစောမင်းသိန်းကဥက္ကဋ္ဌဦးကိုကိုသိန်းက CEO နဲ့ဒုတိယဥက္ကဋ္ဌ1ဦးစိုးမိုးကျော်ကဒုတိယဥက္ကဋ္ဌ2အဖြစ်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ဒါအပြင်မြန်မာအမျိုးသားလိပြိုင်ပွဲကျင်းပရေး Chief Operating Officer COO အဖြစ်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွဲဖက်အထွေထွေအတွင်းရေးမှူးဦးစီသူဝင်းကိုတာဝန်ပေးခန့်အပ်ခဲ့ပြီးမြန်မာအမျိုးသမီးလိပြိုင်ပွဲကျင်းပရေး Chief Operating Officer COO အဖြစ်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Vice Chairman of MFF Media and Communication Committee ကဦးမိုးဝေအောင်ကိုတာဝန်ပေးခန့်အပ်ခဲ့တယ်လို့သိရပါတယ်။လိကော်မတီအစည်းအဝေးပြုလုပ်ရမှာပြီးခဲ့တဲ့မလအတွင်းကွယ်လွန်သွားခဲ့တဲ့မြန်မာလူရေးစဉ်ကစားသမားဟောင်းနဲ့နီးပြဟောင်းဖြစ်တဲ့ဦးတင်မြင့်အောင်အတွက်ဝန်내ချင်းအထိမ်းအမှတ်အဖြစ်10မိနစ်ငြိမ်သက်ခါဂုဏ်ပြုဆုတောင်းမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်